สวัสดีครับအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အချစ်အကြောင်းနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကို reaction လုပ်တော့မှာဖြစ်ပါတယ် Oh my god wow Let's go ဟာ 杀了的话，Stop it. ပြောနေတာNice. ရမှာပေါ့နော်တစ်ချိန်ကျရင်တော့ဒီလိုမျိုးတွေတော့ပြောစရာကောင်းတဲ့အခိုက်အတန့် Oh my god တလေးရှိမယ်လို့တော့ပြောလင်းတာပဲ Okay နောက်တစ်ခုဆက်ကြည့်ကြမယ်နော်ဒီတစ်ခုကကြာတော့ banana ပေါ့နော်ကိုကြီး banana 你把路易莎没查对的嘞。ထားမှလို့ရှက်တတ်တာတခါမှ ဟာဒီစားထားမှာရှစ်တာ တကယ်ရှက်တာအဲ့လိုကျွန်တော်ရဲ့ပင် ထီရကြိုင်ရမှာရှစ်တာကွာနော် ကိုပါရမီပေါ့နော်အဲ့လိုမျိုး ပါရမီ ပြောမှလည်းကျွန်တော်နည်းနည်းရှက်တယ်လို့ကျိုးဆိုလေဗီဒီယိုကောရင်လည်းခေါ်ပြီးအဲ့လိုမျိုးရှစ်ကြောင်း ဗီဒီယိုခေါ်နေခေါ်ပြီးတော့ချစ်ကြောင်ကြိုက်ကြောင်တွေပြောတယ် ကျွန်တော်ပြောတဲ့သူတွေရှိတယ် အား တယ်ဆိုတာလွယ် အားကြတယ်ကွာ အခု line ပေါ်မှာတွေခုကြိုက်လို့ရတယ်ဒါပေမဲ့ရေးချင်လက်တွဲသွားမှာဖြစ်တဲ့အတွက်ကိုကအမှားပါလို့မရဘူး Oh my god ဒါမန်ဝါပြီကွာဒါတော့မန်ဝါပြီ စာတရားမေတ္တာထားဆိုတဲ့အတိုင်းပဲ သစ္စာတရားမေတ္တာထား ဘဝတစ်သက်သာလက်တွဲသွားမယ့်အချိန်မှာသစ္စာတရားမေတ္တာတရားအရေးကြီးတယ်ထားဖို့ကတော့ကျွန်တော်လည်းကြိုးစားအားထုတ်နေစီတော့ဖြည်းဖြည်းချင်းပေါ့နော်ချစ်တဲ့သူတွေကများတော့စဉ်းစား တတရများနေတော့စဉ်းစားခဲ့နေ ရွေးရတာအဲ့လိုပေါ့နော် သူရွေးရခဲ့နေ ပြောရမယ်ဆိုကျွန်တော်ရှက်တက်တာနဲ့ရီးသားရမှာမဟုတ်တော့များပြီးတော့ရှက်တာနဲ့တင်အဲ့လိုပေါ့နော်မရတော့တာရီးသားထားမှလို့ရှက်တက်တာတစ်ခါမှမတော့ထိရကိုင်းမှတကယ် Stop it. ရှက်တာဒီကိုပါရမီပေါ့နော်အဲ့လိုမျိုးစကားပြောရမှလည်းကျွန်တော်နည်းနည်းရှက်တယ်ဆိုတချို့ဆိုလည်းဗီဒီယိုကောရင်လည်းခေါ်ပြီးအဲ့လိုမျိုး ဟာဗီဒီယိုခေါ်နေ တွေရှိရီးသားထားတယ်ဆိုတာလွယ်ပါတယ်အခု line ပေါ်မှာတွေခုကြိုက်လို့ရတယ်ဒါပေမဲ့ကိုကအမှားပါလို့မရဘူးမေတ္တာထားဆိုတဲ့အတိုင်းပဲဘဝတစ်သက်သာလက်တွဲသွားမယ့်အချိန်မှာသစ္စာတရားမေတ္တာတရားအရေးကြီးတယ် သစ္စာတရားမေတ္တာတရား ကျွန်တော်လည်းကြိုးစားအားထုတ်နေစီတော့ဖြည်းဖြည်းချင်းပေါ့နော်ချစ်တဲ့သူတွေကများတော့စဉ်းစားခံနေရွေးရတာအဲ့လိုပေါ့နော် โอเคပါနောက်ထပ်အချစ်သူရဲ့ကောင်းတယောက်အကြောင်းကို Yeah, boy. reaction ဆက်လုပ်မှာဖြစ်ပါတယ် Okay let's go သူ့ချစ်ခဲ့တာပေါ့ဟမ်အသက်ပြည့်နေလား10နှစ်10နှစ် အသက်ဆယ်နှစ်ချစ်ကြောင်းသိနေပြီ မင်းတက်ကောင်ဟာသူကကြီးတော့ 7နှစ် အဲ့ဒါဆိုတော့ မောင်လေးပေါ့ तू ကဘယ်လိုပြောလဲအဖြေပေးတာဘယ်လိုပေးလဲမင်းဘယ်လိုမင်းအဖြေဘယ်လိုရပါလဲပြော 多爷在心里面怎么样？ ရေတဲ့ခုံ ဒီလေးကိုချက် ဘယ်ကနို့ခုံချခိုင်းတာလဲ 感激到感。 ဒီအနောက်ကကန်ကြီးခုံချခိုင်းဟာမင်းအဲ့ဒါအရာလုံသွားပြီလေရက်ဆက်သွားပြီလေ ပြောနေတာအပေါင်းပါရကြည့် ရေကန်နဲ့ခုံချခိုင်းလိုက်တာ ရင်းနေတာကြည့် အာမင်းအချစ်တွင်းနေဆိုမင်းတက်တိတော်ကောင်းတဲ့ကောင်မင်းငါရိုက်မယ်နော်တားလေမခုံချရဘူးဟမ် तू ကဘယ်လိုပြောလဲ 别共享也是真的是。 ဒီတဲ့ခုံချရေအဖြစ်ပေးမယ် No! God, please, no! 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 ရေတဲ့ခုံချဖြေပြီးတော့ဆိုခုံချပလိုက်တာ ကောင်တတိတော်ရှိတာပဲเนาะဒီကောင်တတိတော်ရှိတယ်အချစ်နဲ့ပတ်သက်ပြီးတော့ငါမင်းနဲ့ပတ်သက်ရင်ရေထဲအထိခုံချရဲတဲ့အယူတယောက်ပါအချစ်ရေဟောဒီကောင်10နှစ်ပဲရှိသေးတယ်เนาะအချစ်နဲ့ပတ်သက်ပြီးတော့ဒီကောင်ဒီလောက်ထိစွန့်စားရဲတယ်เนาะကောင်အချစ်အတွက်တတိတော်ရှိတယ်เนาะဒီကောင်လေးနဲ့ပတ်သက်ပြီးတော့အရှင်တပုတ်အောင်တတိရတယ် Bruno Mars risk it all I risk it all for you ကောင်းပါလေနော်ကောင်းပါလေဒီကလေးဘောက
ကဲဒီနေ့ reaction တော့ဒီလောက်ပဲဖြစ်ပါတယ်ဆိုတော့နောက်ဒီလိုမျိုး reaction video တွေကိုကြိုက်တယ်ဆိုရင်ကျွန်တော် channel ကို subscribe လုပ်ပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ် အားရမင်းအဲ့လိုမပြောနဲ့လေကွာရှားလိုက်တယ်ကွာ ပြီးတော့လည်းဘယ်လိုမျိုး reaction video တွေကိုလုပ်စီချင်လဲဆိုတော့ကို comment ထဲမှာရေးသားလို့ရပါတယ်ပြီးတော့ဒီထဲမှာရောအချင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးတက်တရှိတဲ့သူတွေပါလာပါတော့ကိုရဲ့ထင်မြင်ယူဆချက်ခံစားချက်တွေကို comment မှာရေးခဲ့ဖို့တောင်းဆိုချင်ပါတယ် Nice. See you in the next video. Bye bye.